de Tiwa tau kwe Yida tha yin phin Luan yada de Lu She lu ji pyo saka Ja bu de Mahou la kwe Du mya ka khan nge nge Chaung ne sin kare ka Tiwa de ni tiye tauk de Nge baung nwe mu kwe So yi ma ne Luan ya ma gu su a ne kwe Pan la nya pyu nyu ma su re Nge baung ji be a pyu ma piet si jin ne Nge dung ga su Toa du sa du ga sa le du kwe Le bien ga sin na bi we ta chin ga li ti Ye la shwe myu chi nu sia we kwe Ywa u ga kam mong pat le yi khat du twa ja bian do Ji se ga sa la ja yin ni pyo shwe ma me se jin ne Du bwa da we ti ye kwe Dung ga su Toa du sa du ga sa le du kwe Le bien ga sin na bi we ta chin ga li ti Ji ga shwe myu ji nu sia we kwe Ywa u ga kam mong pat le yi khat du twa ja bian do Ji se ga sa la ja yin ni pyo shwe ma me se jin ne Du bwa da we na le de Akhu ro 10 jo 5 6 နှစ်9နှစ်ပတ်လဲအရွယ်ယောက်ျားပြန်တော့ပန်းမြင်ပန်းမြင်နဲ့ရွယ်လာရာမြင်လို့ခြင်းနဲ့ရွယ်အချစ်ဆိုရင်မရေမရစိတ်ထားတတ်တဲ့ရွယ်မှာကွယ်တို့တွေငယ်ငယ်ကလုံးဟုတ်ဘူးတူမျက်နှာတူကြည်တာရှက်တလူကြောက်တလူနေတာကွယ်အလူမင်္ဂလာဝဲတိုင်းမှာကွယ်ဆွဲလေးရတောင်ပန်းတွေကန်းနဲ့ငယ်ကျွမ်းရဲ့အလူမင်္ဂလာဝဲတိုင်းမှာကွယ်ဆွဲလေးရတောင်ပန်းတွေကန်းနဲ့ငယ်ကျွမ်းရဲ့ဘုန်းတော်ပန်းတော်ကိုင်းတဲ့သူရဲ့တို့များဦးမြင်ရင်ကွယ်ပြုံးမလို့လို့မဲ့မလို့လို့နဲ့ကြောက်တယ်လို့လို့ယွန်းတယ်လို့လို့နဲ့ရှက်သွေးလေးများတောင်းချရဝေခဲ့တယ်တရားသားလည်းမဟုတ်တယ်ငယ်ကျွမ်းရဲ့ဆိုရင်မနဲ့လွှမ်းရမှာကိုဆိုပါနဲ့ကွယ်ပန်းလာညာပြူညူမှာဆိုတယ်ငယ်ပေါင်းကြီးပဲအပြုံးမပြည့်စီခြင်းနဲ့